အားလုံးပဲမင်္ဂလာပါနော်ဒူဒီပါချင်းချမိတ်ဆွေများကိုမများအားလုံးပဲမင်္ဂလာပါစုံနိုင်ကြပါစေလို့ဥစ္စာပထမကိုရင်းထက်ကနေကြိုဆိုလိုက်ပါလေဗျ။ခင်အားလုံးပဲကျွန်တော်ကိုမြင်နေအားပေးတဲ့ကျွန်တော်ကိုင်မလေးနောက်ခုမှတွေ့လူတက်ကိုင်မလေးအားလုံးပဲကျွန်တော်ရဲ့ဗီဖာနေကိုတွေ့ပြီဆိုတော့ဝိုင်းပြီးရှယ်မူရှာလေးမျှဝေထားပါ။နောက်ရှယ်မူရှာလေးမျှဝေထားပါရှယ်နယ်တော်လေးရှယ်ပေးပါမျှဝေတဲ့တော်လေးမျှဝေပေးပါ။ဘာကြောင့်လဲဆိုရင်ကျွန်တော်ကိုမလေးအားလုံးပဲကျွန်တော်တို့မနက်ဖြန်ကြာပေးနေ12ရက်3လပိုင်း2026เนาะကြာပေးနေစနိုင်ဈေးမှာလုံးဝကိုရှယ်ပက်သီးတွေရှယ်မယုတ်ခွက်တွေကိုလိုချင်ပါလေကြာပြီးနေမနက်ပိုင်းမှာလုံးဝအေကန်မှုချလုံးဝပေါက်ချင်ပါလေရချင်ပါလေဆိုကမှတခါလဲတာကြည့်သွားပါတခါလဲကြည့်တခါလဲတာယူသွားပြီပါနောက်ကျွန်တော်ကမလေးဘက်ကကူးမတွေ့လူတစ်ကွန်မလေးကျွန်တော်ရဲ့ YouTube channel ကို subscribe ပါလေးတွေမနှင်းရသိနေထားပြီပါမ share ရသိရင် share ပေးထားပါမမျှဝေရသိရင်မျှဝေထားပြီပါနောက် share မှု share လေးလုပ်သွားပြီဆိုရင်ကျွန်တော်ကမလေးကျွန်တော်ရဲ့ view ဖိုင်လေးကိုအစားကနေအဆုံးထိတွေကြည့်ပေးပါအစားကနေအဆုံးထိတွေကြည်ခန်းနေဆိုတော့ဘာကြောင့်လဲဆိုရင်ကျွန်တော်ပေးမဲ့ကန်နဲ့ကျွန်တော်ပေးမဲ့တကွက်ကောင်းလေးကျွန်တော်ပေးမဲ့ပတ်သီးတွေကိုကျွန်တော်ကိုမိုက်ပြလာအောင်ရရှိပါလိမ့်မယ်အစားကနေအဆုံးထိကြည်မှာကျွန်တော်ပေးမဲ့ကန်နဲ့တွေကိုကိုမိုက်ဘက်ကရရှိမှာပါเนาะကျွန်တော်ကိုမိုက်ဘက်ကနေပြီးတော့ကျွန်တော်မနက်ပြန်ကြာပေးနေမှာတော့အောင်မြင်ခြင်းပါလဲဈေးဘိုးလေးရခြင်းပါလဲဘဘိုးလေးရချင်ပါလေဆိုမှတခါလဲတာကြည့်တော့မနက်ဖြန်မှာရှုံကျွေးလေးချင်းချင်းပါဆိုရင်ဒီသမားလေးလေတခါလဲကြည့်တခါလဲတာယူသွားပြီးပါလက်မလေးတွေတယောက်ချက်စီနေထားပြီးပါရှင်းနေတော့လေးရှင်းပြီးမျှဝေနေတော့မျှဝေပေးပါဘာကြောင့်လဲဆိုရင်ကျွန်တော်ဒီတူးတယောက်နဲ့ပေါ့ဖို့တူးတယောက်နဲ့ရဖို့ဆိုစိတ်ဆန္ဒနဲ့ကျွန်တော်လာရောက်ပြီးတင်ဆက်ပေးတာမဟုတ်ပါဘူးကျွန်တော်လာရောက်ပြီးတင်ဆက်ပေးတာဒီအော်ကျွန်တော်လည်းအစဉ်ပြေခဲ့လို့ကိုယ့်ရဲ့ကိုယ်မလေးเนาะအမြဲတမ်းပေါက်ရအောင်ဆိုရင်ပုံစံမျိုးကျွန်တော်လာရောက်ပြီးတင်ဆက်ပေးတယ်လာရောက်ပြီးလွှင့်ပေးအများမြင်အများတွေ့အများပေါအောင်လာရောက်ပြီးမျှဝေပေးတာဖြစ်တယ်เนาะအကြောင်းမို့ကျွန်တော်ကိုမားလေးဘက်ကနေပြီးတော့เนาะရှမူရှာလေးတွေလုပ်ပေးထားတယ်ပြီးရင်တကွာကောင်းလေးကိုစောကျင်နေပတ်သီးနဲ့ရှုံတဲ့ကိုမလေးကတော့ပတ်သီးနဲ့ရှုံကျွေးလေးချေချင်နေဆိုရင်ကျွန်တော်ပေးမဲ့ပတ်သီးကိုရုံကြီးနဲ့ပပရုံကြီးကစားပါတကွာကောင်းလေးကိုထိထိပီပီလေးနဲ့ထိုးချင်နေဆိုရင်ကိုမလေးကျွန်တော်ပေးမဲ့တကွာကောင်းကိုထိထိမီမီလေးထိုးပေးပါထိထိမီမီကစားပေးပါဘာကြောင့်လဲဆိုရင်ကျွန်တော်မနက်ဖြန်ချပေးနေမှာစင်ပြင်းမဲ့ကနန်းကိုရအစင်ပြင်းမဲ့ကနန်းလေးကိုလာရောက်ပြီးတော့တင်ဆက်ပေးရဖြစ်ကြောင်းမို့အားလုံးဘက်ကနေပြီးတော့အကျွေးတွေချေချင်နေဆိုရင်ကျွန်တော်ပေးရကနန်းယူပြီးထိုးပါယူပြီးကစားပါအကျွေးကြည့်ရမယ်အမြဲရမယ်เนาะအကျွေးလေးကြည်ကြည်မှလည်းအမြဲလေးလိုချင်မှလည်းဆိုရင်တော့မနက်ဖြန်မှာကျွန်တော်တို့ကြာပေးနေမနက်ပိုင်းမှာပတ်ရမယ်ပတ်သီးကတော့38ပတ်သီးဖြစ်တယ်เนาะပတ်ရမယ်ပတ်သီးဒီ38ပတ်သီးပါ3ကိုကြိုက်ကုန်ပါလေ3ကိုပပ8ကိုကြိုက်ကုန်ပါက8ကိုပပ38ပတ်သီးလုံးအားကောင်းပါလေเนาะမနက်ဖြန်မှာ38ပတ်သီးတော့အကောင်းတယ်ကျွန်တော်အကြဆုံးပတ်သီးဒီမနက်ဖြန်မှာ3ပတ်သီးဖြစ်တယ်เนาะအကြဆုံးပတ်သီးဒီ3ပတ်သီးပါ3နဲ့ကြိုက်လို့ကျွန်တော်8နဲ့ကြိုက်တယ်ကျွန်တော်ပို့ပြီးတော့နော်အားထားကြီးပတ်ရမှာကတော့မနက်ဖြန်မှာ3ခုလောက်အားထားကြီးပတ်ဖို့လိုတယ်ရှစ်ကလောက်တနေ့တာထိုးကြီးကြည်အောင်လို့အရင်နေ့ဖြစ်တော့ပတ်ပြီးဖို့လိုပါလေနောက်ကြောင့်မိုးကျွန်တော်ကမလေးရှစ်ကိုကြိုက်ကမလေးရှစ်နဲ့ထိုးမှန်တကွကောင်းသေးသည်ရှစ်နဲ့ရှစ်လေးရှစ်ကို80ပါနောက်ရှစ်နဲ့ဆိုရင်ရှစ်နဲ့ရှစ်လေးရှစ်ကို80 3ကိုကြိုက်ကမလေး3နဲ့ထိုးမှန်တကွကောင်းသေးသည်3ခွန်3ကို3338ပါနော်3နဲ့ဆိုရင်3ခွန်3ကို3338နောက်တကွကောင်းလေးကိုထိထိမိမိလေးထိုးခြင်းနဲ့ကျွေးကြည့်ခြင်းနဲ့ဆိုရင်မနက်ဖြန်မှာ39ကတကွက်ကောင်းဖြစ်တယ်เนาะ39ဒီဒါမရုပ်ကလေးဖြစ်ပါလေပပနနိုင်ထိုးခြင်းပါလေကျွေးလေးကြည့်ခြင်းပါလေအမြဲလေးလိုချင်နေဆိုကမှလေ39တကွက်ကောင်းလေးကြိုက်တယ်เนาะပတ်ရမယ့်ပတ်တိကတော့38ပတ်တိเนาะပတ်ရမယ့်ပတ်တိက38ပတ်တိ3နဲ့ဆိုရင်3ခွန်3ကို3338ပါရှစ်ကိုကြိုက်ကိုမှရှစ်နဲ့ဆိုရင်ရှစ်နဲ့ရှစ်လေးရှစ်ကို80ရှစ်နဲ့ရှစ်လေးရှစ်ကို80ပါတကွက်ကောင်းလေးကတော့39ကတကွက်ကောင်းလေးဖြစ်ပါတယ်နောက်ကြောင့်ကျွန်တော်ကမှလေးအကြိုက်တူပါလေဝါနာတူပါဆိုတဲ့ကွင်မိုက်ကယူပြီးထိုးပါယူပြီးတော့ကစားပါအကြိုက်မတူဘူးဝါနာမတူရင်လုံးဝမထိုးပါနဲ့ဘာကြောင့်ဆိုကျွန်တော်အမှားနဲ့မှန်တယ်ရှိတယ်မှန်တဲ့ခါလည်းရှိတယ်မှားတဲ့ခါလည်းရှိတယ်အမှန်နဲ့အမှားပဲမှန်တဲ့ခါလည်းမှန်မယ်မှားတဲ့ခါလည်းမှားမှာပေါ့မဟုတ်လားအမှားမှန်တော့လက်ခံပေးလို့ရပါလေအမှားမှန်တော့လက်ခံပေးနိုင်ပါဆိုကမိုက်ကယူပြီးထိုးပါယူပြီးကစားပါလို့ပြောချင်ပါတယ်ခင်ဗျားလုံးမကျွန်တော်ဗီဒီယိုဖိုင်လေးကိုဒီကနေပြီးတော့ရနာခွင့်ပြုပါတယ်ခင်ဗျားလုံးဘပိုင်မှာအားလုံးချစ်ပါတယ်ကိုရင်တဲ့ရဲ့ channel ကို subscribe ပါလေးနှိပ်မနှိပ်ရသေးနှိပ်ထားပြပါအောင်လို့ပြောချင်ပါတယ်เนาะခင်ဗျားလုံးဘပိုင်မှာ